Manchester United ပရိသတ်များအားလုံးမင်္ဂလာပါကျွန်တော်တို့ရဲ့ United ဟာအခုဆိုရင်အပြောင်းလဲတွေအများကြီးနဲ့ရှေ့ဆက်နေပါတယ်ဒီနေ့ရဲ့နောက်ဆုံးရသတင်းတွေထဲမှာတော့အသင်းရဲ့ကစားသမားသစ်ရှာဖွေမှုတွေနဲ့နီးပြအဖွဲ့ရဲ့ပြင်ဆင်မှုတွေကစိတ်ဝင်စားစရာအကောင်းဆုံးဖြစ်နေပါတယ်အခုအသင်းရဲ့ခြေနေကပရိသတ်တွေမျှော်လင့်တယ်လို့ထစ်လာမလားဆိုတာအားလုံးကစောင့်ကြည့်နေကြပါတယ်လက်ရှိမှာတော့ United ဟာအသင်းရဲ့ကွင်းလယ်နဲ့တိုက်စစ်ပိုင်းကိုအင်အားဖြည့်ဖို့အတွက်ဥရောပကထိပ်တန်းကစားသမားအချို့ကိုမျက်စိကြားနေပါတယ်အထူးသဖြင့်အသင်းကနေထွက်ခွာမဲ့သူတွေရှိသလိုအသင်းကိုအားဖြည့်ပေးမဲ့လူငယ်ခြေပွင့်တစ်တွေကိုလည်းရေရှည်စီမံကိန်းအနေနဲ့ခေါ်ယူဖို့ကြိုးစားနေတာပါကစားသမားတွေရဲ့တိုင်းဟာခြေအနေနဲ့ပတ်သက်ပြီးကိုလည်းစီးရဲဖွဲ့ကအကောင်းဆုံးပြင်ဆင်ပေးနေတယ်လို့သိရပါတယ်နီးပြအနေနဲ့ကတော့လာမဲ့ပွဲစဉ်တွေတဲ့ကစားကွက်အသစ်တွေကိုလေ့ကျင့်ရေးခွဲမှာပြင်းပြင်းထန်ထန်စမ်းသပ်နေပါတယ်ပရိသတ်တွေအနေနဲ့လည်းအသင်းပေါ်ယုံကြည်မှုအပြည့်နဲ့အားပေးကြဖို့တောင်းဆိုချင်ပါတယ် United ရဲ့သတင်းတွေကိုအမြဲသိရအောင်ကျွန်တော်တို့ရဲ့ channel ကိုလည်း subscribe လုပ်ထားပေးကြပါအောင်အားလုံးကိုကျေးဇူးတင်ပါတယ်